အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လှုပ်လေးလှုပ်နေတဲ့စကားလေးပြောချင်တာပေါ့နော်ဒီ Facebook ကနေပတ်စံရတာရက်တီလို့ရလားမရလား sharing လေးပြောပြချင်တော့ဥစားတော့ကျွန်တော်လှုပ်တဲ့လှုပ်လေးပြောပြအခုကတော့မနေ့ပြန်ပို့ရမယ်ပင်လေးပြန်ရွေးရတော့ဒီမှာဆိုသေးနေတဲ့ညပင်ဆိုရင်ပြန်ကောင်းတယ်ကျွန်တော်တို့ပြန်အစားထိုးပေးရဖြစ်ပါတယ်ဆိုတော့ခုနကျွန်တော်ပြောချင်တဲ့အကြောင်းအရာကျွန်တော်တို့ဆက်သွားကြအောင်ဆိုတော့ဒီ Facebook ကနေရတဲ့ဝင်ဝင်နဲ့ကျွန်တော်တို့ရက်တီလို့ရလားဆိုတော့ဟိုအရင်ကကိုတီဗီပြောဘူးတယ်ကျွန်တော်တို့ရက်တီဖို့တော့ကျွန်တော်တို့နောက်မှာဘက်ကအလုပ်တစ်ခုတော့ရှိဖို့လိုတယ်ဗောနော်ဆိုတော့အဲ့တော့ကိုလည်းသိကြမသိဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့မြင်နေတွေ့နေရတဲ့ Facebook မှာလူများဒေါ်လာ1000ကျော်1000ကျော်တချို့ဟာဆို1000ကျော်တချို့ဟာဆို3ကျော်ဗောနော်ဆိုတော့အဲ့ဒီအတွက်ဘက်ကအလုပ်မလိုဘူးလို့ထင်လောက်တယ်ဒါမှလည်းအခုကျွန်တော် Facebook page လေးစလုပ်တော့ပတ်စံဝင်လာဆိုတော့ view ပေါင်း3သိန်းကိုမှ$ပဲရဆိုတော့အဲ့မှာတော်တော်လေးကိုကျွန်တော်တို့ဘယ်လိုပြောမလဲတော့ဘောနော်ဆိုတော့လေတော့ဘူးဆိုတော့ဒီ view ပေါင်း3သိန်းရဖို့ကကိုဗီဒီယိုကလူတိုင်းကြည့်ချင်မှလည်းကြည့်မအောင်ပြီးတော့ကိုယ့်ရဲ့ပရိသတ်လည်းမူတည်သေးတယ်လူများစီမှာကရနေတဲ့$1000ကနေ့စဉ်ဝင်ဝင်တွေကဒီရဲ့ audience တွေကတစ်နိုင်ငံလုံးမှာရှိတယ်တစ်ကမ္ဘာလုံးမှာရှိတယ်ပေါ့နော်ဆိုတော့နိုင်ငံခြားတွေရတဲ့ YouTuber ကျွန်တော်တို့ကြတော့ကျွန်တော်ရဲ့ audience ပရိသတ်က65%လောက်ကမြန်မာပြည်ရပဲဆိုတော့မြန်မာပြည်ရဲ့အခြေအနေကကျွန်တော်တို့ line ကောင်းလိုက်မကောင်းလိုက်ဖြစ်တဲ့အတွက်ဆိုတော့ကျွန်တော်ရဲ့ Facebook view ကတက်ချင်တဲ့ချိန်တက်တယ်ကျချင်တဲ့ချိန်ကျတော့ဗောနော်ဒါတော့ဒီလူတွေအဆင်မပြေဘူးဆိုတာကျွန်တော် view ကနေကျွန်တော်သိရတာဗောနော်ဒါဆိုတော့သူတို့ Facebook သုံးတဲ့အခက်အခဲရှိတဲ့ချိန်ဆိုရင်ကျွန်တော် video view တွေကျတာဗောနော်ဆိုတော့ကျွန်တော်ဒီမှာဒီနိုင်ငံမှာတော့ကျွန်တော်ဒီ Facebook နဲ့ရက်တီလို့မရပါဘူးသူပေးတဲ့ဝင်အခုတလား$30တော့မရဆိုတော့ဒီမှာကျွန်တော်တို့လှုပ်ရတာပေါ့နော်ဆိုတော့လှုပ်အချမ်းပြင်းကတရက်ကို$100လောက်ရတာပေါ့ဆိုတော့$100ကလည်းသူ့ဝင်ငွေနဲ့ထွက်ငွေနဲ့ပြန်ကြည့်လိုက်တော့လဲလက်ကုန်တာနဲ့ကုန်တာပါပဲဗျများတော့မှလက်ကုန်ရင်ပတ်စံလေးမြင်ရသေးတယ်ကျွန်တော်တို့ကြောင့်လက်ကုန်ရင်ပတ်စံတော့မမြင်ရဘာဖြစ်လဲပတ်စံတွေက online နေပဲလာဒီရအချိန်တိုင်း online နေထွက်သွားတို့ကိုပတ်စံဖြူလာမဲလာတော့မတွေ့ရဆိုတော့ဘယ်နေပြင်ကျွန်တော်တို့အလုပ်လုပ်ရတယ်ပေါ့နော်ဆိုတော့ပြီးတော့တကယ်ဒီလိုမျိုး YouTube နဲ့ Facebook တို့နဲ့တက်မွေးတဲ့လူတွေဆိုရင်တော့သူတို့ page တွေအများကြီးလုပ်တယ်နော်ဒီတိုင်းသူတို့ season တင်ဆက်မှုအမျိုးစုံလုပ်တယ်ပေါ့နော်လူတွေစိတ်ဝင်စားဆိုတော့တို့ကြောင့်အဲ့လောက်ကြီးရတော့လဲတစ်ဖက်တိုင်ရမလုပ်နိုင်ဒီရှိတဲ့တစ် page 4000တောင်အခုဆိုဒီလိုမျိုးပြောတဲ့ပုံစံဆိုကျွန်တော်အခန်းလေးထဲမှာတေချာ lighting လေးနဲ့ပြီးတော့ camera နဲ့ပြီးတော့ audio ဒီ mic နဲ့ setting ကောင်းကောင်းလေးလုပ်ချင်တာပေါ့နော်ဒါပေမဲ့အဲ့လိုလုပ်ဖို့ကျွန်တော်ချိန်မရဘူးဆိုတော့ဒီမှာလုပ်ပြီးရင်
လုပ်ပြီးရင်အိမ်ပြန်ပြီးရင်ရေမိုးချိုးထမင်းစားပြီးရင်ကလေးထိန်ပေါ့နော်လောဆယ်သမီးငယ်သေးတော့ဆိုတော့သူ့မိလည်းလှုပ်တော့ဆိုတော့ဒီမှာကျွန်တော်တယောက်ထဲကြတော့ရုံးလို့မလွယ်ဆိုတော့နှစ်ယောက်စလုံးရုံးရတော့ဆိုတော့ကျွန်တော်ပြောပြတဲ့ကျွန်တော်ရတဲ့ဝင်ငွေ1ရက်ဒေါ်လာ100ကဒါဒီဩစတြေးလျဒေါ်လာပေါ့နော်ဒီမှာလှုပ်တဲ့လူတွေထဲမှာအနည်းဆုံးပဲပေါ့ဆိုတော့တချို့လူတွေအင်ဂျင်နီယာတွေဒေါက်တာတွေဆိုရင်သူကတော့လာကောင်းတယ်သူကတော့တနအယူ50 60 100ကျော်အဲ့လိုမျိုးရတာပေါ့နော်ကျွန်တော်တို့ကြတော့ကျွန်တော်တို့အလုပ်ကစားနေတာပေါ့ပြောရမယ်ပြီးတော့ကိုပညာရေးအရေးချင်းနဲ့ကွာတာပေါ့နော်ဒီမှာကြောင်ပြီးတဲ့လူတွေကြတော့စားကောင်းတာပေါ့ကျွန်တော်တို့ကြတော့ကျင်းလာတဲ့လူတွေဆိုတော့ဒီလိုပဲကြားတယ်လို့ဆိုတာလဲရွေးချယ်စရာလုပ်ရတော့များရှိတာပေါ့နော်ဒါပေမဲ့ဒီစိုက်ပျိုးရေးလေးဝါသနာပါလို့လောက်တာဒီလောက်ပြီးဖြစ်ပါတယ်ဆိုတော့ Facebook ကနေအခုခါလေးကြကျွန်တော်တို့ဒီလူများပတ်စံဝင်တာပဲတွေ့ရပါတော့နော်ဆိုတော့ကိုယ်တွေလည်းလူများတွေလိုပတ်စံအများကြီးဝင်နေတာဒါမဲ့လည်းမလွယ်ပါဘူးဒီ Facebook ဒီ advertisement ရက်တီကိုဆိုတာတော်လေးခက်ခဲပါဆိုတော့ဒီကိုတင်ဆက်တဲ့ဗီဒီယိုတစ်ခုကကြည့်တဲ့သူမရှိဘူးဆိုရင်ကိုယ့်ရဲ့ဝင်ငွေကနည်းသွားမှာပေါ့နော်အဲ့ဒါကြောင့်သူရဲ့ background အနေနဲ့ကိုယ်တိုင်အမြဲအတည်ရရှိအလုပ်လေးတစ်ခုတော့လုပ်ရတယ်ပြီးကြရင်ဒီ online Facebook YouTube တို့ကြတော့လဲပတ်သက်ပေါ့နော်ဒါ extra ဝင်အနေနဲ့ရက်တီဖို့ပေါ့နော်ဒါမဲ့လည်းအခုကဒီ content monetization ကပွင့်လာတာပေါ့နော်ခုနကျွန်တော်ပြောလို့ view မရှိတဲ့အခါကျတော့ကျွန်တော်တို့ပတ်စံမရပါဘူးဆိုတော့ view တစ်သိန်းမှ$1ပဲရဆိုတော့ဒီဘဝမှာလည်းဒါနဲ့လှုပ်ရှားဖို့ဒီပတ်စံနဲ့စားဖို့ဆိုရင်တော့လည်းမမျောတော့ပါဘူးနော်ကိုယ်ကလည်း glory တေချာရိုက်ဖို့အချိန်မပေးနိုင်တာလည်းပါတော့မနော်နော်ဆိုရင်တော့ဒီလောကလည်းတေချာအချိန်ပေးရတယ်ရိုက်ရတယ်ပြီးတော့ editing လုပ်ရတယ်ဆိုတော့အဲ့ဒီအချိန်မပေးနိုင်တဲ့ခါကျတော့ဒီ page အများကြီးလည်းမဖွင့်နိုင်ဘူးနော် page တစ်ခုတော့တိုင်ပတ်နေတာတိုင်ပတ်ရဆိုတာ Facebook ကကျွန်တော်ဒီ weekly challenge တစ်ခုရှိတယ်ဆိုတော့ weekly challenge မှာတစ်ပတ်ကိုကျွန်တော်တို့ဗီဒီယိုအပုတ်20တင်ရဆိုတော့တစ်ခါတည်းကျရင်အလုပ်များတဲ့အခါကျရင်ပါတင်လို့တင်ရမှန်းတော့မသိဘူးဆိုတော့ weekly challenge ကလည်းကိုကတစ်ပတ်စာဗီဒီယိုမတင်ပေးနိုင်လဲသူက reach ကျသွားတာပေါ့နော်ကြည့်ရှုသူစီကိုသူကမပို့ပေးတဲ့ခါကျတော့ကိုယ့်ရဲ့ဗီဒီယိုတွေကလည်း view နည်းသွားတာပေါ့နော်ဆိုတော့ဒါကကျွန်တော်ဒီနေ့ပြောပြပေးချင်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဆိုတော့အားလုံးကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံကြမယ် bye bye